သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်တစ္ဆမုလဆန်း6ရက်2014ခုနှစ်အောက်တိုဘာလ28ရက်မန္တလေးတိုင်းဒေသကြီးအပရပူရမြို့နယ်ရွှေကျက်ရဲ့ကျေးရွာအုပ်စုကိုစင်ကျွေးရွာမြို့သားမြို့သမီးများမှဦးဆောင်လျက်သုထအကျဉ်းမြောက်ရွှေကျဲတိုက်နယ်စုပေါင်းဘုံမဟာကထိန်နှင့်ဆံလျင်း၍ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနား၌ရွှေလောင်းရက်ဥလူလေးတော်ဆန်းမြင့်သမီးမခင်ဆန်းယူထမြက်ကျော်ကြောင်းမြတ်ရောင်းဝယ်ရေးမိသားစုအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဘုရားဘာသာဝင်တို့၏တာဝန်ဝတ္တရားများအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယညာစွာတတ္တဝါဤချမ်းသာစည်းပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအတင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလောကအတိဒုက္ခရာနိဥ္စာအသက်ခြင်းလဲအင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနီဆွညင်းကြီးဟုကျက်တိထဘွယ်50အစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချိမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖများစွာရောက်တော်မူခဲ့ရချလိမည်မဟာကရုဏိကတတ္တဝါများခြင်းဝေသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစည်းပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘုရားဘာသာဝင်တို့ဤတာဝန်ဝတ္တရားများဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အရာဘုရားကိုကြည်ညိုကိုးကွယ်ကြတဲ့ဘုရားဘာသာဝင်တွေနေ့စဉ်ဘဝမှာဘယ်လိုနေထိုင်ကြတယ်ဘယ်လိုတာဝန်ဝတ္တရားတွေကိုဆောင်ရွက်ကြတယ်ဆိုတာကိုရှင်းလင်းဖော်ပြမဲ့သုတ်တန်တစ်ခုခြေပြုပြီးတော့ဒီကနေ့ကျဟောကြားနာယူကြရမှာဖြစ်တယ်ဘုရားဘာသာဝင်လို့ဒီလိုပြောရတဲ့ဘုန်းကြီးတို့မြန်မာလူမျိုးဘုရားဘာသာဝင်ဖြစ်ခံယူကြတဲ့ပုဂ္ဂိုလ်တွေဘုရားဘာသာဝင်ဖြစ်ဖို့အခြေခံကောင်းတွေမိမိတို့မှာရှိပြီးသားဖြစ်သည့်အားလျော်စွာဘုရားဘာသာဝင်ဖြစ်မှုအတွက်ညီသည့်ယုံကြည်ချက်မျိုးရှိရမယ်ဆိုတာကိုလည်းရှင်းလင်းဖော်ပြထားတယ်ဘုရားဘာသာဝင်ဖြစ်ဖို့အတွက်ကအ
အရေးကြီးဆုံးကဘာလဲလို့ဆိုရင်ကံကံဤအကျိုးကိုလက်ခံယုံကြည်ခြင်းဟာဘုရားဘာသာဖြစ်ဖို့အခြေခံကောင်းတစ်ခုလို့ဒီလိုသတ်ဘာဖြစ်လို့လဲလို့ဆိုတော့ကံကံဤအကျိုးလို့ဆိုတာကိုယ်အားကိုယ်ကိုမှုနဲ့ပတ်သက်တယ်ကိုအားကိုယုံကြည်မှုနဲ့ပတ်သက်တယ်ကိုလှုပ်တာကိုရတယ်ဆိုတဲ့ကိုယ့်ရဲ့အစွမ်းစကိုယ့်ရဲ့လုံလဝီရိယကိုယ့်ရဲ့အသိဉာဏ်ဆိုတာတွေကိုတန်ဖိုးထားတဲ့ခံယူချက်အခြေခံကြသောခံယူချက်ဖြစ်တယ်။ဘာဖြစ်လို့ဒီခံယူချက်ရှိရသလဲလို့ဆိုလို့ရှိရင်ကဘာဥကာလကစပြီးတော့လူသားတွေရဲ့ခံယူချက်ဟာကိုအားကိုယုံကြည်မှုတွေဆုံးရှုံးလာခဲ့လို့ပဲဖြစ်တယ်။ကဘာဥကာလကလူသားတွေဟာကြီးမားလာတဲ့ကြောက်မဲ့ဖွယ်အန္တရာယ်ကြီးတွေနဲ့ကျုံလာတဲ့အခါမှာတကုရှင်တွေရဲ့ဖန်ဆင်းမှုလို့စိတ်ထဲမှာယုံကြည်လာပြီးတော့အာကိုရအဖြစ်တကုရှင်ကြီးတွေကိုကိုးကွယ်လာကြကြောက်တော့ကြောက်အကြောက်ပြေဖို့အတွက်အာကိုမိရအာကိုကြတဲ့အခါမှာအစွမ်းတကုကြီးမားတဲ့တကုရှင်ကြီးတွေရှိတယ်အဲ့ဒီတကုရှင်ကြီးတွေရှင်းနှက်လောက်အောင်တို့တွေပူဇော်မှပတ္တမဒီဘေးအန္တရာယ်တွေကလွတ်လိမ့်မယ်လို့တဘာဝရဲ့အနေအထားကိုမသိသေးတဲ့အချိန်တုန်းကလူသားတွေဟာအာကိုရာရှာလိုက်ကြတဲ့အခါမှာတကုရှင်ကြီးတွေကိုအာကိုရာအဖြစ်ယုံကြည်ကြသို့တော့တကုရှင်တွေကဖန်ဆင်းတာမဟုတ်ဘူးမိမိတို့အတွေးနဲ့ကြောက်ပြီးတော့လှုပ်ဆောင်ခြင်းများတာဖြစ်တယ်တဘာဝအန္တရာယ်ကြီးတွေဆိုတာမိုးချိန်တာတို့မိုးကြိုးပစ်တာတို့မုန်တိုင်းကြီးတွေတိုက်ခတ်တာတို့ပင်လယ်ဒီရေကြီးတွေဒီလိုင်းကြီးတွေတက်လာတာတို့ငရင်လှုပ်တာတို့ဆိုတဲ့ဒီဘေးရန်အန္တရာယ်ကြီးတွေကျုံလာတိုင်းလူတွေရဲ့စိတ်ထဲမှာကြောက်ရွံ့တုန်လှုပ်လာကြပြီးထိုကဲ့သို့သောသဘာဝအင်အားစုကြီးတွေဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်းကိုမသိနိုင်သည့်အတွက်ကြောင့်ကြောက်ရွံ့လာကြတယ်အမောင်ထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်ဟာမမြင်ရတဲ့အခါပို့ပြီးတော့ကြောက်တယ်လို့ပဲအသိဉာဏ်ကင်းမဲ့ပြီးတော့စဉ်းစားဉာဏ်မရှိတဲ့အချိန်အခါမျိုးမှာဆိုရင်ပို့ပြီးတော့ကြောက်ရွံ့လာတတ်ကြအဲဒီလိုကြောက်ရွံ့တဲ့အခါမှာအာကိုမိယာအာကိုကြလို့လူသားတွေဟာတကုရှင်ကြီးတွေကိုကိုယ်ွယ်အားထားပြီးကိုယ်ွယ်အားထားရာအဖြစ်ပူဇော်ကြတယ်ပတ်သက်ကြဒီလိုလာခဲ့တာမြတ်စွာဘုရားပွင့်လာတဲ့အခါမှာတကယ်အားကိုးရဟာဆိုတာကိုယ်တဏ္ဍာမှာပဲရှိတယ်ဆိုတာမြတ်စွာဘုရားကရှင်းလင်းဖော်ပြလို့သိရှိနားလည်လာကြတော့လူတွေရဲ့ဒီအမြင်ဟာပြောင်းလဲလာတယ်တဘာဝအင်အားစုကြီးတွေမိုးတွေချိန်တယ်မိုးကြိုးတွေပြစ်တယ်ငရင်တွေလှုပ်တယ်ဆိုတာတဘာဝအရာဖြစ်ပေါ်လာခြင်းများလားဖြစ်တယ်မြည်သည့်တကုရှင်ကမှဖန်ဆင်းတာမဟုတ်ဘူးဆောင်ရွက်လုပ်ကိုင်နေတာမဟုတ်ဘူးဆိုတာကိုတစားနဲ့တစားနားလည်လာကြခဏခေတ်မှဆိုလို့ရှိရင်သိတ္တပညာလိုက်စားတဲ့ပုဂ္ဂိုလ်တွေကအကြောင်းတရားတွေကိုဖော်ထုတ်လာနိုင်တဲ့ဖြင့်ငရင်လှုပ်တယ်ဆိုတာတောင်ကြိုတင်ပြောလို့ရမုံတိုင်းတိုက်မယ်ဆိုရင်လည်းကြိုတင်ပြောလို့ရတဘာဝရဲ့အခြေအနေကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကိုနားလည်လာကြတဲ့အခါမှာကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြတော့ဘူးကြောက်ရွံ့တုန်လှုပ်ခြင်းမရှိလို့အမှန်သိလာတဲ့အခါစွမ်းအားတွေရမြတ်စွာဘုရားသခင်ကိုရောမြတ်ကအာကိုယုံကြည်မှုဆိုတာမိမိရဲ့အတွင်းစိတ်ဓာတ်မှာသာရှိတယ်ကိုအားကိုလှုပ်တာကိုရတယ်ဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ဆိုတဲ့အမြင်မှန်တစ်ခုဖြစ်ပေါ်စေအဲ့ဒီကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတဲ့ကံကံဤအကျိုးယုံကြည်မှုဟာဘုရားဘာသာဝင်ဖြစ်ဖို့အတွက်အထူးအခြေခံအကြောင်းတရားပဲလို့ဆိုလို့ဘုရားဘာသာဝင်ဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းသို့မဟုတ်ဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာကိုအားကိုယုံကြည်မှုလို့ဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိကိုယုံကြည်တယ်ဆိုတာကိုလှုပ်တာကိုရတယ်ကိုယ့်ရဲ့ဉာဏ်စွမ်းဉာဏ်စားကိုအားကိုးတယ်ကိုယ့်ရဲ့လုံလဝိရိယကိုအားကိုးတယ်
ဘဝတစ်ခုရလာတဲ့ဆိုတဲ့အခါမှာအရေးချင်းရှိရင်ရှိသလောက်လူတွေဟာတိုးတက်မြင့်မားမှုဖြစ်လာတယ်ဆိုတာလက်တွေ့သိရှိလာကြငယ်စဉ်တောင်ကြီးကလေးဘဝကကျောင်းနေတဲ့အချိန်ကစပြီးတော့မိမိကိုယ်တိုင်ကြိုးစားအထောက်တဲ့အခါမှာအသိဉာဏ်တွေဟာထက်မြက်လာတယ်ကြိုးစားရင်ကြိုးစားသလိုရလာတယ်ဆိုတာတွေကိုငယ်စဉ်ကတည်းကသိရှိနားလည်လာကြပြီအသိဉာဏ်ရှိလေလေဉာဏ်ကောင်းလေလေအောင်မြင်မှုကိုရလေလေဆိုတာကိုသိလာတဲ့အတွက်ကြောင့်ကိုယ့်ရဲ့လုံလဝိရိယနဲ့ကိုယ့်ရဲ့အသိဉာဏ်ပေါ်မှာယုံကြည်အားကိုးမှုတွေပို့ပြီးတော့ခိုင်မာလာတယ်ဆိုလို့အဲ့ဒီခိုင်မာလာမှုဟာဘုရားဘာသာဝင်ဖြစ်ဖို့အဓိကအကြောင်းတရားလို့မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကကံဆိုတာရှိတယ်ကံရဲ့အကျိုးတရားဆိုတာရှိတယ်လို့ကမ္မဝါဒီကရိယာဝါဒီကံကိုယုံကြည်ဟောပြောတယ်လုံနိုင်တယ်ဆိုတာကိုယုံကြည်ဟောပြောတယ်အဲ့ဒီဟောပြောမှုတွေပေါ်မှာအခြေခံပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကလိုက်နာကျင့်သုံးကြရတာဖြစ်တယ်ဘယ်နေရာမှာထင်ရှားတော့ဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်တုန်းကဘာသာခြားပုဂ္ဂိုလ်တူဟာဘုရားဘာသာယဟန်တော်အဖြစ်ခံယူခြင်းနဲ့ဆိုလို့ရှိရင်ထိုဘာသာခြားပုဂ္ဂိုလ်ဟာလေးလဆောင်ဆိုင်ပြီးတော့လိုက်နာကျင့်သုံးရမယ့်အချက်တွေကိုလေးလတိတိလိုက်နာကျင့်သုံးမှုစောင့်ကြည့်ခြင်းကိုခံရမယ်အဲ့ဒါလို့လေးလတိုင်တိုင်လိုက်နာကျင့်သုံးပြီးစောင့်ကြည့်လို့ကျေနပ်လောက်တဲ့အဖြေထွက်မှအဲ့ဒီပုဂ္ဂိုလ်မျိုးကိုယဟန်ခံပေးတယ်ဆိုတဲ့အညဒိဋ္ဌိယပရိဝါဒလို့အယူဝါဒမတူတဲ့ပုဂ္ဂိုလ်တွေယဟန်ဝတ်ချင်တယ်ဆိုရင်မြတ်စွာဘုရားကဝီနည်းထဲမှာပြဉ္ညာချက်တစ်ခုထုတ်ထားအဲ့ဒီပြဉ္ညာချက်ထုတ်ထားတဲ့ထဲမှာချွင်းချက်တစ်ခုပါလာတယ်ဘာပါလဲဆိုရင်ကံကံဤအကျိုးကိုလက်ခံယုံကြည်ပြီးတော့ကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်ကံဆိုတာလုပ်လို့ရတယ်ဆိုတဲ့ကမ္မဝါဒီကရိယာဝါဒီပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင်လေးလဆောင်ဆိုင်စရာမလိုဘူးချက်ချင်းပဲသာသနာပေါင်းဝင်ခွင့်ပေးလိုက်တယ်ဆိုတဲ့ဝိနည်းစည်းကမ်းဟာဒီအချက်ကိုပေါ်လွင်ထင်ရှားစေတယ်ဒါကြောင့်မို့ဘုရားဘာသာဖြစ်ဖို့အခြေခံကပါလဲလို့ဆိုရင်ကံကံဤအကျိုးကိုယုံကြည်မှုပါဘုရားဘာသာဖြစ်ဖို့အတွက်အခြေခံအဲ့တော့ကံကံဤအကျိုးကိုမယုံကြည်ဘူးဆိုတဲ့ဘာသာတွေကဘယ်လိုဘာသာတွေတုံးလို့ဆိုရင်လောကကြီးကိုထာဝရဘုရားသခင်ကဖန်ဆင်းတာဘုရားသခင်ရဲ့အလိုတော်ကြပဲအလုံးဖြစ်ရတယ်ဆိုတာကံကံဤအကျိုးကိုမယုံကြည်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ကံကံဤအကျိုးကိုယုံကြည်တာမဟုတ်ဘူးတကုရှင်ကိုယုံကြည်တာဘုရားဘာသာဝင်တွေကြတော့တကုရှင်ဆိုတာကိုညင်းပယ်ဒါကြောင့်မို့တကုရှင်ရှိတယ်ဆိုတာတကုရှင်ကလူတွေတရားတွေကိုဖန်ဆင်းတယ်လောကကြီးကိုဖန်ဆင်းတယ်ဆိုတာဘုရားဘာသာမှာယုံကြည်မှုလုံးဝမရှိဘူးလက်ခံမှုမရှိဘူးကောင်းကင်ဘုံကတကုရှင်ကြီးကကဘာကြီးကိုဖန်ဆင်းတယ်လို့ယုံကြည်တဲ့ဝါဒကိုtheism လို့ခေါ်တယ်ဘုရားဘာသာကြတော့အဲ့ဒီ theism ကိုလက်မခံလို့ atheism လို့အင်္ဂလိပ်လိုခေါ်ကြatheism ဘုရားဘာသာဝင်တွေကြတော့ atheist ဘုရားသခင်ကိုလက်မခံဘူးဘုရားသခင်ဆိုဒီမှာထာဝရဖန်ဆင်းရှင်ကြီးကိုလက်မခံဘူးအတိမမပြုဘူးလို့ဆိုလောကမှာ religion လို့ဆိုတဲ့ဘာသာခိုင်းတွေဟာဘာသာတရားတွေဟာဒီတကုရှင်ကိုယုံကြည်တဲ့ဘာသာခိုင်းတွေပဲများဘုရားဘာသာကလွဲလို့ရှိရင်ကျန်တာတွေဟာတနည်းမဟုတ်တနည်းကောင်းကင်ဘုံကနတ်ဘုရားတွေကိုကိုးကွယ်တဲ့ဘာသာတွေကြီးပဲဘုရားဘာသာကသာလေကိုအားကိုရမယ့်ဘာသာလို့ဒီလိုယူဆဘုရားဘာသာမှာရောဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်တာမရှိဘူးလားလို့ဆိုတကုရှင်ကိုကိုးကွယ်တာနဲ့ယရဏသုံးပါးကိုကိုးကွယ်တာအလွန်ကွာခြားတယ်ပေါ့တကုရှင်ကိုးကွယ်တယ်ဆိုတာအရာရာတကုရှင်ကြီးကဖန်ဆင်းတာဖြစ်သောကြောင့်ထိုတကုရှင်ကြီးရဲ့အလိုဆန္ဒအတိုင်းလိုက်နာဖို့ကိုးကွယ်ကြတယ်ဘုရားဘာသာကယရဏသုံးပါးကိုကိုးကွယ်တယ်ဆိုတာဒီလိုအဓိပ္ပာယ်မဟုတ်ဘူးဘုရားကိုကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကိုယုံကြည်ပြီးတော့ထိုအသိဉာဏ်နဲ့ဆုံးမတဲ့
စကားတွေကိုလိုက်နာဖို့အတွက်လုံးတဲ့နာနဲ့မလုံးတဲ့နာတွေခွဲခြားသိဖို့အတွက်မြတ်စွာဘုရားကိုဆရာအနေနဲ့ယုံကြည်ကိုးကွယ်တရားဓမ္မကိုကြတော့လိုက်နာကျင့်သုံးရမယ်ကိုချင်းတရားအနေနဲ့အာကိုယုံကြည်ရတဲ့လိုက်နာကျင့်သုံးရမယ်အကျင့်သိက္ခာအနေနဲ့တရားကိုယုံကြည်တန်ခါးတွေကိုယုံကြည်တာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာလို့အောင်မြင်ပေါက်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်ပို့ပြီးတော့အကျိုးကျေးဇူးတွေများတယ်ဆိုတာနဲ့တန်ခါးတွေကိုယုံကြည်ပြီးဘုရားရဲ့အဆုံးအမတွေကိုမပြောင်းမပြတ်ထိမ့်သိမ်းစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ယုံကြည်ကိုးကွယ်တာနတ်ဘုရားကိုယုံကြည်ကိုးကွယ်တဲ့အနေအထားမျိုးမဟုတ်ဘူးဒါကြောင့်မို့ဘုရားဘာသာတွေရဲ့ကိုးကွယ်မှုနဲ့တခြားဘာသာဝင်တွေရဲ့ကိုးကွယ်မှုဟာအလွန်ကွာခြားတယ်ပေါ့တချို့ကလောကမှာဘုရားဆိုတာတဆူတည်းရှိတယ်ဘယ်ဘုရားတုံးဆိုရင်နတ်ဘုရားကိုလက်ညှိုးထိုးကြဘုရားဆိုတဲ့စကားတန်ကြားရတာနဲ့ပဲလူတွေကလည်းရောင်မှားပြီးတော့ဘုရားဆိုတာတဆူတည်းဆိုပြီးကောင်းကင်ဘုံလက်ညှိုးထိုးပြောကြတာမျိုးอ่ะဒါကသူတို့ယုံကြည်ကိုးကွယ်မှုတစ်ခုကိုပြောတာဘုရားဘာသာဝင်တွေကိုးကွယ်တဲ့ဒီဗုဒ္ဓဆိုတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုလို့နတ်ဘုရားမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ကတရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တယ်ဆိုတာကောင်းတာတွေကိုလမ်းပြပြီးတော့မကောင်းတဲ့ဘက်ကိုမသွားဖို့ဆုံးမဩဝါဒပေးတာများတာဖြစ်တယ်ဒါကြောင့်မို့ဘုရားဘာသာကိုယုံကြည်ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေသာလျှင်ဖြစ်တယ်အဲ့ဒါလို့ကြွယ်ပြခြားနာမှုရှိမြတ်စွာဘုရားကကံတရားဆိုတာရှိတယ်ကံတရားရဲ့အကျိုးဆိုတာရှိတယ်လို့ဒီလိုဟောထားတဲ့အတိုင်းဘုရားဘာသာဝင်တွေဟာကံကံရဲ့အကျိုးယုံကြည်ကြဘုရားဟောတာမသိတောင်မှပဲကံကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုတာကိုယ်အားကိုယ်ကိုမှုကိုဆိုလိုတာပဲကိုယ်တဏ္ဍာမှာဖြစ်တဲ့ကုသိုလ်ကံအကုသိုလ်ကံကုသိုလ်ကံကိုယုံကြည်အားကိုးပြီးအကုသိုလ်ကံကိုရှောင်ရမယ်ဆိုတာကိုအခြေခံအားဖြင့်နားလည်သဘောပေါက်ထားတဲ့ပုဂ္ဂိုလ်တွေဟာဘုရားဘာသာဖြစ်ဖို့အခြေခံကောင်းကြီးရှိတယ်လို့ဒီလိုဆိုရမယ်ဘုရားဘာသာဖြစ်ဖို့ကမ္မတက္ကတသမ္မာဒိဋ္ဌိဉာဏ်ဆိုတာဟာဘုရားဘာသာဝင်သူတော်စင်တိုင်းမှာရှိထားကြပြီရှိထားပြီးတဲ့အခါမှာဘုရားဘာသာဝင်ဖြစ်ဖို့ဘာလုပ်ရလဲရှင်းတော့ကတော့ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးကိုမသုံးဘူးယရဏသုံးပါးကိုကိုယ်ွယ်စိတ်ကတ်တဲ့ဥပတကာသို့မဟုတ်ဥပတိကာဆိုတဲ့စကားလုံးကိုအသုံးပြုတယ်နောက်ပိုင်းခေတ်ရောက်မှဘာသာဝင်ဆိုတဲ့စကားလုံးတွေကိုသုံးလာကြကိုယ်ွယ်တဲ့ဘာသာတွေကိုအမည်တက်လာပြီးဘာသာဆိုတဲ့စကားလုံးကိုသုံးလာအင်္ဂလိပ်လို religion ဆိုတာကနေဆက်သွယ်ပြီးတော့မြန်မာမှုပြန်လာကြမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဘုရားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်ကိုဥပတကအမျိုးသမီးတွေကိုဥပတိကာလို့ဒီဥပတကဆိုတဲ့စကားလုံးနဲ့ပဲယရဏသုံးပါးကိုးကွယ်စိတ်ကပ်သူကိုသတ်မှတ်ထားတာဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကအလွန်ပဲထင်ရှားကြော်ကြားတယ်စေအတ္တပညာနဲ့ပတ်သက်ပြီးတစ်ဖက်ကန်းခတ်တတ်တဲ့ဆရာဇီဝကာကြီးကမြတ်စွာဘုရားကိုချဉ်ကပ်ပြီးတော့မေးခွန်းတွေမေးထားခဲ့တာရှိတယ်။အဲ့ဒီသူမေးခွန်းရဲ့အဖြေတွေဟာဘုရားဘာသာဝင်တွေလိုက်နိုင်ရမယ်တောင်းဝတရားတွေဆိုတာအမြဲတမ်းထင်ရှားဘုရားဘာသာဝင်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲလို့ဆိုတာလဲထင်ရှားတယ်ဘုရားဘာသာဝင်တွေဘယ်လိုနေရမယ်ဆိုတာလဲထင်ရှားလာတယ်ဒီထက်ပဲဘာကြောင့်ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုတာဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ဘာလိုအပ်တယ်ဆိုတာလဲဒီထဲမှာအလွန်ထင်ရှားလာဒါကြောင့်မို့ဒီသုတ္တမှာလာတဲ့သူ့ရဲ့မေးခွန်းတွေနဲ့အဖြေလေးကိုနားထောင်ကြည့်ကြရအောင်မြတ်စွာဘုရားထံလာရောက်စိတ်ကပ်တဲ့အချိန်မှာမြတ်စွာဘုရားကိုမေးခွန်းလျှောက်တယ်ဘာလျှောက်လဲဆိုကိတ္တဝတ္တနုခောဗန္တိဥပဒကောဟောတိဘယ်အတိုင်းတာနဲ့မှဥပဒကာဆိုတာဖြစ်နိုင်ပါသလဲဆိုတာကခဏိကိစကားနဲ့ပြောမယ်ဆိုရင်ဘယ်အတိုင်းတာနဲ့ဗုဒ္ဓဘာသာဝင်ဖြစ်နိုင်သလဲဆိုတဲ့မေးခွန်းပဲ
ဗုဒ္ဓဘာသာဝင်ဆိုတာဘယ်လိုအတိုင်းအတာနဲ့မှဗုဒ္ဓဘာသာဝင်လို့ခေါ်ရမလဲလို့ဒီလိုမေးတဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကရှင်းရှင်းပဲဖြေတာပါဗုဒ္ဓဘာသာဝင်ဖြစ်ဖို့အတွက်ကတဲ့ဗုဒ္ဓံတရဏံကတောဘုရားကိုကိုးကွယ်ရာအဖြစ်သိမှတ်ပြုတယ်ဒီနေရာမှာကိုးကွယ်ရာလို့ဆိုတဲ့အဓိပ္ပာယ်ကအများသုံးတဲ့စကားလုံးကိုသုံးတာတရဏဆိုတာအာကိုယုံကြည်ထိုက်တဲ့အနေနဲ့ဘုရားကိုအာကိုယုံကြည်တယ်အာကိုတယ်ဆိုတဲ့နေရာမှာအတိုင်းအတာတစ်ခုရှိတယ်နော်အာကိုတယ်ဆိုတာအတိုင်းအတာဥပမာမဲ့နေမကောင်းထိုင်မသာရှိတဲ့ပုဂ္ဂိုလ်ဘယ်သူအာကိုလဲမေးကြည့်လိုက်မယ်ဆိုရင်တတိနားလဲတဲ့ဆေးဆရာသမားတော်ကိုအာကိုတာပဲလေတတိနားလဲတဲ့ပုဂ္ဂိုလ်နားလဲတဲ့ပုဂ္ဂိုလ်အာကိုရတာပဲအဲ့ဒီအာကိုမှုမျိုးကိုဆွလို့တယ်နတ်ဘုရားကိုးကွယ်တဲ့ကိုးကွယ်မှုမျိုးနတ်ကိုးကွယ်တဲ့ကိုးကွယ်မှုမျိုးကိုဆိုလိုတာမဟုတ်ဘူးဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်အားထားရာဟူ၍ကတော်စိကတ်တယ်လို့အတိမတ်ပြုတယ်စိကတ်တယ်ဘုရားသာလင်အာကိုရာဖြစ်တယ်ဘုရားသာလင်အာကိုရာဖြစ်တယ်လို့ဆိုတဲ့ဒီစကားကိုတခါစဉ်းစားပြီးတော့ကြည့်အောင်မြတ်စွာဘုရားကသုတ္တတစ်ခုမှာဟောတယ်အတ္တာဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိဒီသာလင်မိမိရဲ့ကိုးကွယ်ရာဖြစ်တယ်အခြားပုဂ္ဂိုလ်ဟာဘယ်မှာကိုးကွယ်ရာဖြစ်မလဲလို့မြတ်စွာဘုရားဒီလိုဟောတာအခုဒီနေရာမှာကျတော့ဘုရားကိုကိုးကွယ်တယ်လို့ဆိုတယ်ဘယ်လိုကွာခြားမှုဘယ်လိုထူးခြားမှုရှိသလဲဆိုတာမိမိကိုယ်တိုင်နဲ့စဉ်းကျင်စဉ်းစားကြည့်တဲ့ကိုးကွယ်တာဘုရားကိုကိုးကွယ်တာကိုအားကိုးတာဘုရားကိုကိုးကွယ်တာဘယ်လိုကွဲပြားခြားနားသလဲဆိုရင်ဘုရားကိုကိုးကွယ်တယ်ဆိုတာခဏခေတ်မှာလူတွေရဲ့ကိုးကွယ်မှုကဘာလို့လဲအိမ်မှာယုတ်တုတင်ထားပြီးတော့ဆွမ်းပန်းရေချမ်းကတ်လူပူဇော်ပြီးတော့ဘုရားစီမှာဆုတောင်းကြတာဒါကိုကိုးကွယ်တယ်လို့ခေါ်ကြဒါကနတ်ကိုးကွယ်မှုတွေနဲ့ဆက်ဆက်ပြီးတော့တူညီတဲ့လှုပ်ဆောင်မှုတွေဖြစ်လာတကယ်ကတော့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပါလဲမြတ်စွာဘုရားဟာတရားရည်ရဲ့တဏ္ဍမှာကြာရောက်နိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပစ်နိုင်တဲ့ယုံကြည်လောက်တယ်ဆိုပါစို့ဆေးဆရာတယောက်ယောဂကိုပျောက်အောင်ကုနိုင်တယ်လို့ဆရာဝန်ကိုယုံကြည်တယ်အဲ့ဒီယုံကြည်သလိုလဲမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုဒီမှာမြတ်စွာဘုရားကိုအားကိုးခြင်းဖြင့်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာတို့ခွဲခြားပြီးတော့သိနိုင်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုတို့လိုက်တာမယ်မြတ်စွာဘုရားကတို့ကိုလမ်းပြပေးလိုက်မယ်ဆိုတဲ့အနေနဲ့အားကိုးယုံကြည်တာအဲ့ဒီလိုကိုးကွယ်တယ်ဆိုတာဘုရားရဲ့အဆုံးအမရဖို့ကိုးကွယ်တာဒါကြောင့်မို့တရဏကိုးကွယ်ရလို့ဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနံပယံဟိန္တတိဘုရောမြတ်စွာဘုရားဟာတရားတွေပေါ်မှာချရောက်မဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားတယ်ဆိုတာဘယ်နည်းနဲ့ဖယ်ရှားတာလဲဘာကြောင့်ဘုရားကိုကိုးကွယ်တာလဲလို့ဆိုဟိတေပဝတ္တနေနအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေပြီးတော့အာဟိတာသနိဝတ္တနေနဆိုးရတဲ့အခြေအနေတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားတွေကဖယ်ရှားပစ်ခြင်းအပြင်တရားတွေကိုကိုးကွယ်ရာအဖြစ်ရောက်တယ်အဲ့တော့မြတ်စွာဘုရားကတရားတွေကိုဘယ်လိုအခြေအနေနဲ့တရားတွေတဏ္ဍမှာကြာရောက်မဲ့ဘေးရန်အန္တရာယ်ကိုတားဆီးတာတော့ဆိုရင်ပြောရမယ်ဆိုရင်ရှင်းရှင်းလေးကတော့ဒီဟာကိုမလုပ်နဲ့ဒီဟာကိုလုပ်မလုပ်ရမှနဲ့လုပ်ရမှာကိုရှင်းပြောတာဒါဟာအဓိကအာဟိတဆိုတာမလုပ်ရမယ့်အကုသိုလ်တရားတွေမလုပ်ရမယ့်အကုသိုလ်တရားတွေကိုရှောင်ခိုင်းတယ်လုပ်ရမယ့်ကုသိုလ်တရားတွေကိုဆောင်ခိုင်းတယ်အဲ့ဒီရှောင်ရံနဲ့ဆောင်ရံနှစ်ခုကိုရှင်းလင်းဟောကြားပေးတာဟာဘုရားကိုကိုးကွယ်ကြထို့တူပဲယောဂရှိတဲ့ယောဂဝေဒနာရှင်တွေဟာဆရာဝန်စီသွားရင်ဆရာဝန်ကဘာလုပ်လဲဘာယောဂဖြစ်တယ်ဆိုတာပြောမယ်ဘာယောဂဖြစ်ရင်ဘာကိုရှောင်ရမယ်ဘယ်ဆေးတောက်ရမယ်ဘယ်အစားအစာကိုစားရမယ်ဒါပဲပြောတာပဲလေ
သူကိုယ်တိုင်ကယောဂပြောင်းအောင်လုပ်မပေးနိုင်ဘူးယောဂပြောင်းအောင်လုပ်ပေးတာဆေးခါသာလုပ်ပေးတာအဲ့ဒီတိုင်းပဲမြတ်စွာဘုရားရဲ့အဆုံးအမရတယ်ဆိုတာအကုသိုလ်ကိုရှောင်ရမယ်ကုသိုလ်တွေကိုဆောင်ရမယ်အကုသိုလ်ရှောင်ခြင်းကုသိုလ်ကိုလှုပ်ဆောင်ခြင်းအပြင်တရားတွေရဲ့တဏ္ဍာမှာကြာရောက်လာတဲ့ဘေးရန်အန္တရာယ်တွေဟာကင်းစင်သွားနိုင်တယ်ဟောအချင်းဒီကောင်းကိုဖယ်ရှားပြီးဟောမိဘတွေကသားသမီးတွေတိုးတက်ကြီးပွားဖို့အတွက်ရောဘယ်လိုလုပ်ဒီတိုင်းပဲလေတူတူပဲကိုသားသမီးကိုကြီးပွားတိုးတက်ခြင်းနဲ့မိဘဘာပြောလဲဒီအလုပ်ကိုမလုပ်နဲ့ဒီအလုပ်ကိုလုပ်ဒီလူနဲ့မပေါင်းနဲ့ဟိုလူနဲ့ပေါင်းလို့ဆောင်ရံနဲ့ဆောင်ရံဒီနှစ်ခုကိုပဲရှင်းပြလှုပ်သိမ့်လှုပ်ထိုက်တာတွေကိုပြောတယ်မလှုပ်ရမှာတွေကိုပြောတယ်ဒါကလွဲလို့လောကကြီးမှာဘာရှိသေးလဲဆိုဘာမှမရှိဘူးမိဘကိုယ်တိုင်ကသာသမီကြီးပွားတိုးတက်စေခြင်းလို့ပညာတတ်ကြီးဖြစ်စေခြင်းလို့ဆိုရင်ဆုံးမဩဝါဒပေးပြီးတော့လမ်းမော်တင်ပေးုံကလွဲလို့တခြားသူတို့လုံနိုင်တာရှိလားမရှိဘူးကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းစီအပ်ပေးမယ်ဒါမိဘတွေလုံနိုင်တဲ့တောင်းအဲ့ဒါလို့မိဘလုံနိုင်တာအတိုင်းတာတစ်ခုရဒါတော့ပဲလုံနိုင်မိဘကသာသမီလှုပ်တဲ့ပုဂ္ဂိုလ်ကကိုယ်တိုင်ကြိုးစားမှပညာတတ်ဆိုတာဖြစ်တယ်ပေါ့မိဘကတော့လမ်းမော်ပဲတင်ပေးလို့ရတယ်ဒီတဲ့ပုံမလုံးနိုင်ထို့တူပဲမြတ်စွာဘုရားကလမ်းညွှန်မှုကိုပြုတယ်အဲ့ဒီလမ်းညွှန်မှုပြုတဲ့အနေနဲ့ကိုးကွယ်ရတယ်အားကိုးရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလို့ကိုအားကိုကိုးဆိုတာကြတော့ကိုယ့်အကိုကိုယ်တိုင်လုပ်ရမယ်အတိုင်းတာတစ်ခုဟာကိုယ်တိုင်လုပ်ရမယ်ခုနသာသမီလုပ်တဲ့ပုဂ္ဂိုလ်ဒီကိုယ်တိုင်စာကြိုးစားဖို့လိုအပ်တယ်စာကြိုးစားမှပညာတတ်ဆိုတာဖြစ်လာထို့တူပဲဘုန်းကြီးတို့တွေမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာအဆုံးမရဖို့ကိုးကွယ်တာအတ္တဟိအတ္တနောနာတော်ကိုအားကိုးတယ်ဆိုတာကိုယ်တိုင်အဆုံးမကိုလိုက်နာကျင့်သုံးရမှာဆိုတာကိုပြောတာဒါကြောင့်မို့ဒီနှစ်ခုဟာဆန့်ကျင်မှုမရှိဘူးတခြားကိုးကွယ်မှုတွေနဲ့လည်းမတူညီဘူးဆိုတာကိုရှင်းရှင်းမှတ်သားထားဖို့လိုအပ်တယ်ပေါ့အေးဗုဒ္ဓဘာသာဝင်သို့မဟုတ်ဥပဒကဖြစ်ဖို့အတွက်ဘုရားကိုကိုးကွယ်ရအဖြစ်ယုံကြည်တတ်မှတ်တယ်စိတ်ကတ်တယ်တရားကိုကိုးကွယ်ရအဖြစ်ယုံကြည်တယ်တန်ခါကိုကိုးကွယ်ရအဖြစ်အတိမတ်ပြုတယ်အဲ့ဒီဘုရားတရားတန်ခါယရဏသုံးပါးကိုစိတ်ကတ်ကိုးကွယ်ပါတယ်လို့ဆိုတဲ့ပုဂ္ဂိုလ်ဟာဥပဒကသို့မဟုတ်ဘုရားဘာသာဝင်ဖြစ်သွားပြီဒီအတိုင်းတာနဲ့ဘုရားဘာသာဝင်ဖြစ်ပြီလို့ဒီလိုဆိုတရားဝဲအစကခုနဆိုလိုက်တဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိလို့ဆိုလိုက်ခြင်းဟာဘုရားဘာသာဝင်ဖြစ်ဖို့အတွက်ဘုရားဘာသာဝင်အဖြစ်ကိုကြည်ညာလိုက်ခြင်းပဲဖြစ်တယ်ပေါ့ဘုရားကိုအကိုရာဖြစ်သိမှတ်ပြုပါတယ်တရားကိုအကိုရာဖြစ်သိမှတ်ပြုပါတယ်တန်ခါကိုအကိုရာဖြစ်သိမှတ်ပြုတရားကိုအကိုရာဖြစ်သိမှတ်ပြုတယ်ဆိုတာတရားကိုကျင့်သုံးခြင်းဖြစ်သို့မဟုတ်ဆေးကိုယုံကြည်လို့ဆေးကိုတောက်ထားလို့တရားအတိုင်းလိုက်နာကျင့်သုံးလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရမယ်လို့ယုံကြည်လို့တရားကိုစိတ်ကကိုယ်ဒီအဓိပ္ပာယ်ကိုဆိုလို့တန်ခါကိုကိုယ်ပဲယုံကြည်ခြင်းအဖြစ်တန်ခါကိုအားကိုးတယ်ဆိုတာကုသိုလ်ကောင်းမှုလုပ်ခြင်းတဲ့အခါမှာတန်ခါတွေနဲ့ပဲကုသိုလ်ကောင်းမှုကိုလုပ်တယ်တန်ခါတွေပေါ်မှာကုသိုလ်ကောင်းမှုလုပ်ခြင်းအဖြစ်အနုတ္တရပုညခိတံလောကတလောကအတွက်အကောင်းဆုံးသောကုသိုလ်စိုက်ပျိုးဖို့ရလေမြေတာအဖြစ်အတိမတ်ပြုပြီးတော့မိမိတို့ကုသိုလ်ပြင်မျိုးတွေစိုက်ပျိုးဖို့အတွက်ကိုယ်ွယ်အားထုတ်ကြတယ်ကိုယ်ွယ်အားထားကြတယ်လို့ဟောဖရာတရားတန်ခါပေါ်မှာမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့အခုလိုအားကိုးကြတယ်ကိုးွယ်ကြတယ်ဆိုရင်ဒါဗုဒ္ဓဘာသာဝင်အဖြစ်အတိမတ်ပြုခြင်းပဲဖြစ်တယ်ဒီအတိုင်းတာနဲ့ပဲဗုဒ္ဓဘာသာဝင်ဖြစ်သွားပြီလို့ဥပဒကအဖြစ်ရောက်သွားပြီလို့မြတ်စွာဘုရားကဒီလိုဖြေတာအဲ့ဒါလို့ဖြေပြီးတဲ့အခါမှာဒုတိယမေခွန်းအနေနဲ့ထပ်မေးတယ်ကိတ္တဝတ္တပနဗန္တိဥပဒကောသီလဝါဟောတိဘုရားဘာသာဝင်တယောက်ကိုချင်းသီလနဲ့ပြည့်စုံတဲ့ကိုချင်းတရားကောင်းတဲ့ဘုရားဘာသာဝင်ဖြစ်ဖို့ဟာဘယ်အတိုင်းတာနဲ့မှဖြစ်တယ်လဲဆိုနေကောဒီအချက်ကြတော့
ခုနဗုဒ္ဓသရဏံကိစ္ဆာမိလို့ဆိုပြီးဗုဒ္ဓဘာသာဝင်ဖြစ်ခံယူလိုက်ပြီးအဲ့ဒီခံယူထားတဲ့ပုဂ္ဂိုလ်ဟာကိုချင်းသီလကောင်းတဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ဘာတွေလုပ်ဖို့လိုသေးသလဲဗုဒ္ဓဘာသာဝင်ဖြစ်ပြီးဘာလုပ်ရမလဲလို့ဆိုမြတ်စွာဘုရားကဖြေတယ်ပါဏာတိပါတိပฏิဝေရတောသူများတဲ့တတ်ချင်းမှဘုရားဘာသာဝင်ပုဂ္ဂိုလ်တယောက်ဟာသူများတဲ့ကိုတတ်ချင်းမှရှောင်ကျင်ရမယ်ဒီနေရာမှာစဉ်းစားကြည့်ဘုရားဘာသာမှာပါဏာတိပါဒကရှောင်တယ်ဆိုတာချွင်းချက်မရှိဘူးဘယ်တရားဖြင့်တတ်တဲ့နဲ့ဘယ်တရားဖြင့်မတတ်တဲ့ဘူးလို့ချွင်းချက်မရှိဘူးတရားမှန်မှန်မြဘယ်တရားကိုမှမတတ်တဲ့ဘူးအကျဉ်းတရားထားရမယ်အမှန်တမ်းမွန်မြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်လောကလူတွေကိုယ့်ကိုယ်ပဲစဉ်းစားကြည့်ကိုယ့်ကိုတစုံတစ်ယောက်ကလာတတ်မယ်ဆိုရင်ကြောက်ကြမှာကြည့်ပဲဘယ်သူမှလည်းမသေးခြင်းဘူးကိုယ့်ကိုတတ်မယ်ဆိုလို့ရှိရင်ကြောက်တဲ့လူကြီးပဲအဲ့တော့ကိုမဖြစ်စေချင်တဲ့အရာတစ်ခုကိုဘာဖြစ်လို့သူများကိုသွားလုပ်မလဲအဲ့တော့ဗုဒ္ဓဘာသာရဲ့ဒီအကျဉ်းတရားဟာအမှန်တမ်းတန်ဖိုးရှိတယ်လို့ဒီလိုဆိုလူတိုင်းဟာကိုယ့်သက်တည်းမှာကြောက်ကြတာကြည့်ပဲဒါကြောင့်မို့လို့ကိုယ်တိုင်းကိုကြောက်တဲ့အရာတစ်ခုသူတစ်ပါးကိုလည်းပဲဒုက္ခမပေးဘူးပါဏာတိပါဒသူ့အသက်ကိုတတ်ခြင်းမှပฏิဝေရတောရှောင်ကျင်သူသည်ဟောတိဖြစ်အဲ့ဒါလို့ဖြစ်လို့ရှိရင်ဒါသီလရှိတယ်လို့ဒီလိုဆိုကိုချင်းတရားကောင်းသွားပြီတဲ့ချွင်းချက်မရှိဘူးဘုရားဘာသာမှာတချို့ဘာသာတွေမှာချွင်းချက်ရှိဘယ်တရားဖြင့်တတ်လို့ရတယ်ဘယ်တရားဖြင့်မတတ်ရဘူးလို့ချွင်းချက်ရှိဘုရားဘာသာမှာသက်ရှိတတ္တဝါဆိုရင်မြည်သည့်တတ္တဝါကိုမှမတတ်ရမတတ်ရုံနဲ့မဟုတ်ဘူးမေတ္တာထားရမယ်အကျဉ်းတရားပွားရမယ်တရားအားလုံးကိုကျဉ်းမှုဖြင့်စောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အလုံးမမြတ်တဲ့မေတ္တာကရုဏာဆိုတဲ့ဗြဟ္မစိုးတရားကိုလွှမ်းခြုံထားတဲ့ကိုချင်းတရားတစ်ခုပဲပေါ့နောက်တစ်ခုကအဋ္ဌိဏဒါနာပฏิဝေရတောလောကမှာလူတွေဟာအသက်ရှင်နေတယ်ဆိုတာပစ္စည်းဥစ္စာတွေရှိလို့အသက်ရှင်နေကြပစ္စည်းဥစ္စာမရှိရင်အသက်သေးတာနဲ့တူတူပဲဘဝမှာယက်တည်ဖို့အတွက်စားစရာတို့ဝတ်စရာတို့နေစရာတို့ဆိုတာရှိရအဲ့ဒီရှိမှုပေါ်မှာအခြေခံပြီးလူတွေဟာအသက်ရှင်နေကြတယ်သူများပစ္စည်းကိုမတရားသဖြင့်ယူတယ်ဆိုတာရအောင်ယူတယ်ဆိုတာအလွန်ဆိုးဝါးတဲ့ဒီအမှုအကျင့်ကြီးတစ်ခုပဲဒါကြောင့်မို့ဘုရားဘာသာဝင်တွေဟာအဲ့ဒီအမှုအကျင့်မျိုးမဖြစ်စေဖို့ရှောင်ရသူများပစ္စည်းကိုမတရားတဲ့နည်းနဲ့ရယူတယ်ဆိုတဲ့မပေးတဲ့ပစ္စည်းကိုရယူခြင်းဆိုတဲ့အပြုမှုမျိုးမှရှောင်ရမယ်တစ်ဖက်သားကိုစိတ်ဆင်းရဲအောင်မဖြစ်စေဘူးသူများပစ္စည်းကိုယူခြင်းဖြင့်ထိုပစ္စည်းရှင်ရဲ့စိတ်ဆင်းရဲမှုကိုမဖြစ်စေရဘူးဆိုမေတ္တာအခြေခံတဲ့ကိုချင်းတရားတစ်ခုပဲဒါကြောင့်မို့လို့အဋ္ဌိဏဒါနာပฏิဝေရတောလို့ဆိုတာဟာအလွန်မွန်မြတ်တဲ့ကျင့်စဉ်တစ်ခုပဲတန်ရှင်းတယ်သိက္ခာရှိတယ်ကိုချင်းတရားကောင်းတယ်သူများပစ္စည်းကိုမတရားသဖြင့်မယူမှန်ကန်တဲ့တန်ရှင်းစင်ကြယ်စွာနေတယ်ဆိုတာအလုံးကိုမွန်မြတ်တဲ့အလုပ်ကြီးတစ်ခုပဲပေါ့လောကမှာသူများပစ္စည်းတွေကိုယူခြင်းဟာရာဇဝတ်မှုတစ်ခုလို့သတ်မှတ်ထားတာဖြစ်တယ်ပေါ့သူများပစ္စည်းကိုခိုးဆိုးတိုက်ခိုက်လူရက်တယ်ဆိုတာရာဇဝတ်မှုတစ်ခုပဲအဲ့ဒီရာဇဝတ်မှုတစ်ခုကိုကျူးလွန်ခြင်းမပြုဘဲနဲ့တန်ရှင်းစင်ကြယ်စွာနေတယ်ဆိုတာအလွန်မွန်မြတ်တဲ့လုပ်ငန်းတစ်ခုပဲဟောနောက်တစ်ခုကတော့ကာမေတုမိစ္ဆာစာရကာမေတုမိစ္ဆာစာရဆိုတာလူတွေရဲ့ကိုယ်ချင်းတရားအတိုင်းအဝိုင်း society ကခွင့်မပြုတဲ့မိမိနဲ့တရားဝင်မဟုတ်တဲ့တရားဝင်မဟုတ်တဲ့ပုဂ္ဂိုလ်နဲ့ကာမကိစ္စဆောင်ရွက်တာမျိုးမလုပ်ဘူးတဲ့ကာမကိစ္စကိုမကျူးလွန်ဘူးအဲ့ဒါဟာလေလူသိက္ခာအတွက်အမှန်တန်လိုအပ်တဲ့ကိုယ်ချင်းတရားတစ်ခုပဲဒီကနေ့ခေတ်ပြစ်မှုတွေကျူးလွန်နေတဲ့အထက်ပဲကာမေတုမိစ္ဆာစာရဟာထိတ်ထန်းကရောက်နေတာတွေ့ရတယ်ဒါကြောင့်မို့ကာမေတုမိစ္ဆာစာရဆိုတာအမှန်တန်မှမွန်မြတ်တဲ့ကျင့်စဉ်တစ်ခုဘုရားဘာသာဝင်တိုင်းဟာလိုက်နာပြီးတော့ဒီကာမေတုမိစ္ဆာစာရကရှောင်ခြင်းဆိုတဲ့ကိုချင်းသီလတန်ဖိုးရှိတဲ့လူသိက္ခာထိမ့်သိမ့်တဲ့ကိုချင်းတရားတစ်ခုပဲ
ဒါကြောင့်မို့ဘုရားဘာသာဝင်တွေဟာကာမေတုမိစ္ဆာစာရာပฏิဝိရတောကာမကိစ္စမှန်မှရင်ပြုကျင့်ခြင်းမှာရှောင်ကျဉ်သူဖြစ်ရမယ်ဒါမှကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်မရှောင်ရင်ဘာဖြစ်လဲလို့ဆိုလူသိက္ခာပြည့်လူရဲ့ကိုချင်းတရားပြည့်တဲ့အခါကိုမိသားစုသူမိသားစုဆိုတာရှိတယ်သူများမိသားစုတွေတွားပြီးတော့ပြစ်မှားမယ်ဆိုရင်ထိုမိသားစုရဲ့စိတ်ဆင်းရဲမှုကိုဖြစ်ပေါ်စေအဲ့တော့ကိုမိသားစုထဲမှာအဲ့ဒီအမှုမျိုးဖြစ်မယ်ဆိုရင်မိမိကိုယ်တိုင်လည်းစိတ်ဆင်းရဲမှုဖြစ်မယ်ဒါကြောင့်မို့ကိုချင်းစာတရားအခြေခံပြီးတော့မေတ္တာတရားအခြေခံတဲ့မွန်မြတ်တဲ့ကိုချင်းတရားတစ်ခုပဲဒါကြောင့်မို့ကာမေတုမိစ္ဆာစာရဆိုတာကိုရှောင်ကျဉ်ခြင်းဟာဘုရားဘာသာဝင်တွေရဲ့ကျင့်သုံးလိုက်နိုင်ရမယ်ကိုချင်းတရားတစ်ခုပဲနောက်တစ်ခုကမုသဝါဒပฏิဝိရတောဟောတိမုသဝါဒကရှောင်တယ်ဆိုမုသဝါဒဆိုတာဘယ်လိုအဓိပ္ပာယ်ရတော့ဆိုမဟုတ်တာကိုအဟုတ်လို့ပြောတယ်မရှိတာကိုအရှိလို့ပြောတယ်အဲ့ဒါလို့ပြောဆိုခြင်းအပြင်တစ်ဖက်သားမှာအကျိုးစီးပွားတွေပြက်ပြားပြီးနစ်နာဆုံးရှုံးသွားတယ်အဲ့ဒီလိုမုသဝါဒမျိုးမလုပ်ရဘူးလို့ဆိုလို့အပြောအပြက်ပြောတဲ့မုသဝါဒမျိုးကစပြီးတော့မုသဝါဒဆိုတာရှောင်နိုင်ရမယ်ဒီလိုဆိုလို့တော့သို့တော်လည်းတစ်ဖက်သားကိုနစ်နာဆုံးရှုံးသွားလောက်တဲ့မုသဝါဒမျိုးကပို့ပြီးတော့အပြစ်ကြီးတယ်ယုံပြင်ကနာလိုက်ပြီးတော့နော်ယုံပြင်ကနာလိုက်ပြီးတော့မမှန်မကန်တက်တဲ့ထက်ဆိုတဲ့မုသဝါဒအပြစ်ကြီးတဲ့မုသဝါဒတစ်ခုပဲမမှန်မကန်ပြောဆိုတဲ့ဖြင့်တစ်ဖက်သားမှာများစွာနစ်နာသွားတယ်အေးဒါကြောင့်မို့မုသဝါဒကရှောင်ကျဉ်ခြင်းဟာလူသိက္ခာမှာအရေးပါသောကိုချင်းတရားတစ်ခုဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေဟာနှုတ်ကိုစောင့်စည်းခြင်းအပြင်ဘယ်တော့မှလိန်ဒီလဲပြားပြီးသူတစ်ပါးအကျိုးပြက်ပြားအောင်မလုပ်ဘူးတဲ့လိန်နေဆိုတာကိုလိန်တာမဟုတ်ဘူးတစ်ဖက်သားအကျိုးပျက်စီးသွားအောင်လိန်တာမျိုးအဲ့ဒီလိုလိန်တာမျိုးကရှောင်ကျဉ်ခြင်းဟာသူတော်စင်တို့ရဲ့ကိုချင်းတရားဖြစ်လို့ဘုရားဘာသာဝင်တိုင်းဟာဒီကိုချင်းသီလကိုထိမ့်သိမ်းဆော့ရှော့ကြအောင်ဖြစ်တယ်အကယ်၍သာမမှန်ကန်ကန်ပြောလို့မရှိတဲ့လူတယောက်ဆိုလို့ရှိရင်လက်တွေ့ဘဝမှာလည်းပဲလူလိန်တယောက်ဆိုရင်ဘယ်သူမှယုံကြည်မှာမဟုတ်ဘူးသူ့ရဲ့ကိုချင်းသိက္ခာဟာလည်းယိုယွင်းပျက်စီးပြီးတော့သွားမြတ်စွာဘုရားရဲ့အဆုံးအမတွေထဲမှာဒီမုသဝါဒဆိုတဲ့လိန်ဒီမှုကိုပြုတတ်တဲ့ပုဂ္ဂိုလ်တရားဟာတခြားမကောင်းမှုတွေအလုံးကိုလည်းလှုပ်သူပဲဖြစ်တယ်လို့ဒီလိုဆိုထားတယ်လိန်လီတတ်တဲ့ပုဂ္ဂိုလ်တရားဟာတခြားအကုသိုလ်ကိုမလုပ်ဘူးလို့ပြောလို့မရတော့ဘာဖြစ်လို့လဲဆိုရင်ဘာလုပ်ပြီးလိန်လိုက်ရင်ပြီးသွားတာဒါကြောင့်မို့မုသဝါဒဆိုတဲ့ဒီလိန်လီလိစားမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်မျိုးမှာမလုံနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့အကုသိုလ်အလုံးကိုအကုန်လုပ်တဲ့ပုဂ္ဂိုလ်မျိုးလောကမှာလူတွေရဲ့ဂုဏ်သိက္ခာမုသဝါဒမထိမ့်သိမ့်လို့ရှိရင်ခုဂုဏ်သိက္ခာတွေအလုံးဟာကုန်ဆုံးသွားတယ်လို့ဒီလိုပြောလို့ရတယ်ကိုချင်းတရားတွေအလုံးပျက်စီးသွားတယ်အေးဒါကြောင့်မို့ဘုရားဘာသာဝင်ဖြစ်လာပြီဆိုလို့ရှိရင်ကိုချင်းသီလနဲ့ပြည့်စုံမှုအတွက်မုသဝါဒကိုထိမ့်သိမ့်ဆောက်ရှောက်ရမယ်ကိုချင်းတရားပြက်ပြားပြီးသူတစ်ပါးရဲ့အကျိုးစီးပွားပြက်ပြားအောင်လိန်နာမျိုးဘယ်လောက်ရဘူးလို့ဒီလိုဆိုလို့ရပါဟောနောက်တစ်ခုကတော့သုရမေရိယကတော့အလွန်ထင်ရှားပါတယ်ဒီကနေ့ခေတ်မှာမူရည်စေဝါတွေသုံးစွဲနေကြတဲ့ပုဂ္ဂိုလ်တွေများလာလေထိုအတိုင်းအဝိုင်းတစ်ခုဟာပျက်စီးဖို့များလာလေပဲဒီကနေ့ခေတ်မှာအရေးတကြီးတားဆီးပြီးတော့နိုင်ငံတိုင်းကနေပြီးအရေးတကြီးတားဆီးနေရတဲ့အရာဘာလဲလို့ဆိုရင်မူရစ်တွေပဲပေါ့မြန်မာနိုင်ငံပါဝင်တခြားနိုင်ငံတွေမှာမူရစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့အရေးတကြီးငွေကြေးကုန်ကြခံပြီးတော့ဒါတွေမဖြစ်အောင်တားဆီးနေကြအဲ့ဒီထဲမှာတားဆီးတဲ့အတိုင်းပဲဒီတားဆီးသလောက်အကျိုးမရောက်တာတွေလည်းရှိတယ်ဘုရားရဲ့အဆုံးအမမှာမုသဒီသုရမေရိယလို့ဆိုဒီမှာအရက်တို့ဘီယာတို့ကစအကုန်လုံးလူရဲ့စိတ်ကိုပြောင်းစေတတ်တဲ့ဒီမူရစ်စေတတ်တဲ့အရေးတွေမှတ်သမျှတခုမှကောင်းကျိုးချမ်းသာကိုမပေးနိုင်ဘူးသို့တော့တချို့နိုင်ငံတွေတချို့ဒေသတွေမှာဆိုရင်အရက်တို့ဘီယာတို့တော့ခွင့်ပြုထားတယ်
ဘိန်းတို့ဘာတို့ကြတော့ခွင့်မပြုဘူးဆိုတာဒါဟာမပြည့်စုံတဲ့အဆုံးအမတစ်ခုသာဖြစ်တယ်မြတ်စွာဘုရားကြလို့ရှိရင်အရက်ပဲဖြစ်စေဘီယာပဲဖြစ်စေဝီစကီပဲဖြစ်စေဘာပဲဖြစ်စေမူရင်းဟာတူတူပဲမြတ်စွာဘုရားရဲ့အဆုံးအမကိုအတိအကျလိုက်နာမယ်ဆိုလို့ရှိရင်အရက်တို့ထရေတို့ဘီယာတို့ဘာတစ်ခုမှမတောက်တဲ့အရာတွေဘာဖြစ်လို့မတောက်တဲ့နာတော့လို့စဉ်းစားကြည့်လိုက်ဒီအရေးဝင်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာပုံမှန်စိတ်အနေထားတွေမရှိတော့ခွန်သိက္ခာတွေမရှိတော့ဘူးအရက်မူးပြီဆိုရင်အလုံးသိနေတာအကျယ်ပြောစရာကောင်းမလို့အရက်မူးလာပြီဆိုရင်လူတယောက်ဟာ hallucination ဆိုတာဖြစ်လာထင်အောင်မြင်အောင်တွေဖြစ်တယ်ဟိုလူရန်လုတ်ဒီလူရန်လုတ်တွေဖြစ်တယ်ရံပွဲတွေများလာတယ်ရံဖြစ်တယ်အဲ့ဒါလို့ပြစ်မှုတွေကျူးလွန်လာတယ်ဟောဒီအရက်သေးစာကစလာပြီးတော့ပြစ်မှုမျိုးစုံကိုကျူးလွန်လာတယ်ဒါရင်လားလို့ဆိုမဟုတ်ဘူးအေးဘယ်သူ့မှရံမလုပ်ဘူးကိုယ့်အကိုတောက်ပြီးတော့အိတ်နေတယ်ဆိုရင်တောင်မှပဲဒီအရက်သေးစာတောက်တဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ဟာတဖြည်းဖြည်းချင်းမကောင်းတဲ့ဘက်ကိုရောက်သွားပြီးသူဟာတိုင်းပြည်အတွက်ရောမိသားစုအတွက်ရောလူမျိုးအတွက်ရောဘာမှတန်ဖိုးမရှိဘဲနဲ့ဆံကုန်မြေလေးအလကားလူတယောက်အသုံးမကျတဲ့လူတယောက်ဘဝကိုရောက်သွားစေသူ့အတွက်လည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရနိုင်တဲ့လူဖြစ်လာတဲ့အချိန်လေးမှာလူရဲ့တန်ဖိုးဖြစ်တဲ့ဒီအသိဉာဏ်တို့ဆိုတာမျိုးတွေသူမရလိုက်ဘူးဆုံးရှုံးသွားမူရစ်နေတာနဲ့ပဲအသိဉာဏ်တွေကဆုံးရှုံးသွားဒါကြောင့်မို့လို့သူ့အတွက်လည်းဆုံးရှုံးတယ်သူ့ပတ်ဝန်းကျင်မိသားစုအတွက်လည်းဆုံးရှုံးတယ်တိုင်းပြည်အတွက်လည်းဆုံးရှုံးတယ်လူမျိုးအတွက်လည်းဆုံးရှုံးတယ်ဆုံးရှုံးနစ်နာမှုကိုဖြစ်စေတတ်တဲ့မူရစ်ဆိုတာတခုမှမကောင်းဘူးသို့တော့ဒီကနေ့ခေတ်မှာအရက်တို့ဘီယာတို့တော့ခွင့်ပြုထားပြီးတော့တခြားမူရစ်တွေကြီးတားမြစ်နေတာဟာပြည့်စုံလုံလောက်မှုမရှိဘူးမှားယွင်းတဲ့လောက်ရကြီးတစ်ခုပဲလို့ဒီလိုပဲသတ်မှတ်ရမြတ်စွာဘုရားရဲ့သုရမေရယမိစ္ဆပမာဒဌာနပฏิဝိရတောလို့ဆိုတာဟာဘယ်မူရစ်ပဲဖြစ်ဖြစ်မူရစ်စေတတ်တဲ့စိတ်ကိုပြောင်းလဲသွားစေတတ်တဲ့အရာမှန်သမျှရှောင်ရမယ်လို့ဒီလိုဆိုလို့ဘုရားဘာသာဝင်တွေဟာကိုယ်တော်တောင်းဖို့မပြောနဲ့ဒီမူရစ်စေတတ်တဲ့အရေးကိုတောင်မှအယောင်းဝယ်မလုပ်သင့်ဘူးလို့မြတ်စွာဘုရားကဆုံးမထားတယ်အေးအလုံးပေါင်းလိုက်တဲ့အခါကျတော့၅ပါးသီလကိုလုံခြုံမယ်ဆိုရင်ဘုရားဘာသာခေါင်းတယောက်ဖြစ်သွားပြီဘုရားဘာသာဝင်သူတယောက်ဒီ၅ပါးသီလလုံမကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုရားဘာသာဝင်ဖြစ်တယ်အနုမို့မဟုတ်ရင်ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုရားဘာသာဝင်မဖြစ်နိုင်ဘူးတဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိလို့စောင့်တည်ထားသည့်အတွက်ကြောင့်ဘုရားဘာသာဝင်တော့ဖြစ်သွားပါရဲ့သို့တော့၅ပါးသီလကိုကျွလွန်ဖောက်ဖျက်နေသေးတယ်ဆိုရင်ကိုချင်းသီလရှိတဲ့ဘုရားဘာသာဝင်ကောင်းတယောက်မဖြစ်ဘူးလို့ဒါရမှန်အဲ့တော့မိမိတို့ကိုယ်တိုင်ဘုရားဘာသာဝင်ဖြစ်ပြီဆိုရင်ဘုရားဘာသာဝင်တို့ရဲ့တာဝန်ဝတ္တရားအားလျော်စွာလိုက်နာကျင့်သုံးရမှာတော့အ ਨੇ ဆုံး၅ပါးသီလလုံအောင်တို့ထိမ့်မယ်လို့စိတ်ထဲမှာဒီလိုနှလုံးသွင်းဆင်ခြင်ထားတဲ့ဟိုအကြောင်းပြဒီအကြောင်းပြဒါတွေမပြတဲ့မှုပေါ့နော်ဘဝမှာတန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ဖို့အမတန်မှအရေးကြီးလူလောကမှာလူတွေဟာကိုချင်းတရားနဲ့ပတ်သက်လာတဲ့အခါကြလို့ရှိရင်တခြားအကြောင်းတွေကိုပြပြီးတော့ကိုချင်းသီလကိုဖောက်ပြတတ်တယ်ပေါ့အေးအခွင့်အရေးနဲ့ပတ်သက်လာရင်တော့လူတွေက human rights ဆိုပြီးတော့လူအခွင့်အရေးကိုတော့ကြဲကြဲလောင်လောင်တောင်းဆိုတတ်ကြတယ်သို့တော့လူတွေရဲ့ကိုချင်းတရားရောပြည့်ဝရဲ့လားလို့ဆိုလူကိုချင်းတရားမရှိဘူးလူရဲ့ human dignity လို့ခေါ်တဲ့လူရဲ့ကိုချင်းသိက္ခာပြည့်ဝဖို့ဟာပို့ပြီးတော့အရေးကြီးတယ်တန်ဖိုးရှိတယ်အဲ့တော့ဘုရားဘာသာဝင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်တော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုရားဘာသာဝင်တစ်ကောင်းတယောက်ဖြစ်ဖို့လိုတယ်ဟော၅ပါးသီလနဲ့ပြည့်စုံသွားပြီဆိုရင်သီလရှိတဲ့ဘုရားဘာသာဝင်တယောက်ဖြစ်သွားပြီနောက်တစ်ခါမေခွန်းတစ်ခုထပ်မေးတယ်မေခွန်းတစ်ခုထပ်မေးတယ်ကိတ္တဝတ္တပနဗန္တိဥပတကောအတ္တဟိတယပฏิပန္နောနောပရဟိတဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်
ကိုကျိုးသာလောက်တတ်တဲ့ဗုဒ္ဓဘာသာဝင်လားသို့မဟုတ်ကိုကျိုးသူကျိုးနှမျိုးလုံးကိုဆောင်ရွက်တဲ့ဗုဒ္ဓဘာသာဝင်လားလို့ဆိုတာထပ်မှန်ပြီးတော့ခွဲခြားသိဖို့လိုတယ်အေးဗုဒ္ဓဘာသာဝင်ဖြစ်လာရင်ဘာတွေလုပ်ရမှာလဲအခုကိုကျင့်သီလနဲ့ပြည့်စုံအောင်၅ပါးသီလကိုထိန်းသိမ်းဆော့ရှော့တယ်ကိုကျင့်သီလနဲ့ပြည့်စုံအောင်၅ပါးသီလလုံလုံခြုံခြုံနဲ့ထိန်းသိမ်းဆော့ရှော့တယ်အဲ့ဒီမှာ၅ပါးသီလနဲ့ပတ်သက်ပြီးတော့ဒီတချို့ကဆင်ခြေပေးတာရှိတယ်ပေါ့ပါဏာတိပါဒမှာဒီပြင်ဟာတော့ရှောင်ပါတယ်ရှင်တော့တတ်သေးတယ်ဆိုတာမျိုးတွေရှိတယ်ပေါ့ဘာဖြစ်လို့ရှင်ကိုင်းလို့ရှိရင်ယောဂဖြစ်မှာဆိုလို့ဆိုပြီးတော့အဲ့ဒါလို့အကြောင်းပြပြီးတော့ပိုးကောင်တွေတတ်ခြင်းအပြင်ပါဏာတိပါဒကိုမထိန်းနိုင်ကြဘူးတကယ်ကတော့ရှင်ကိုက်တယ်ဆိုရင်မကိုက်အောင်လုပ်လို့ရတဲ့နည်းတွေအများကြီးရှိတယ်ပေါ့ရှင်တတ်เสียမလိုပါဘူးရှင်တတ်ခြင်းဖြင့်ပါဏာတိပါဒကိုမဖြစ်အောင်ရှင်အောင်နဲ့အဲ့ရင်လည်းရတယ်ရှင်မလာအောင်လုံခြုံအောင်ထားလို့လည်းရတယ်ရှင်နေဖြစ်နိုင်တဲ့နေရာမျိုးတွေရှင်နေမဖြစ်အောင်တန်တန်ရှင်းရှင်းလှုပ်ထားမယ်ဆိုရင်လည်းရှင်တွေကိုတားနိုင်ပါတယ်တခြားနည်းတွေနဲ့လောက်အောင်ရှင်ဖြစ်လာမှတတ်တဲ့အနေအထားမျိုးမလုပ်ဘဲနဲ့ကိုယ့်ကိုစင်ကြယ်တန်ရှင်းပြီးတော့အပြစ်ကင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်ပေါ့အဒိဏဒါနနဲ့ပတ်သက်လာလို့ရှိရင်လေသူများပစ္စည်းကိုမယူဘူးလို့ဆိုပေမဲ့မမမကန်ရောင်းဝယ်လို့ရှိရင်အဒိဏဒါနမလွတ်တတ်ဘူးပေါ့လိန်နာတို့ညာတာတို့အကောင်းထဲမှာအဆိုးထဲရောင်းတာအဆိုးထဲမှာအကောင်းထဲမှာဆိုရင်အဆိုးနဲ့ညှက်ရောင်းတာမျိုးဒါမျိုးတွေလုပ်လို့ရှိရင်လေအဒိဏဒါနမလွတ်တတ်ဘူးကာမိတုမိစ္ဆာစာရဆိုတဲ့နေရာမှာလည်းပဲတကယ်ကိုစင်စင်ကြယ်ကြယ်နေဖို့လိုအပ်တယ်အေးဘုရားဘာသာဝင်ဖြစ်လာပြီဆိုရင်တို့ရဲ့ဘဝတန်ဖိုးဆိုတာဟာကိုချင်းသီလာပဲလို့ဒီလိုနှလုံးသွင်းနေတယ်ပေါ့အဲ့ဒီမှာဘုရားဘာသာဝင်ဖြစ်လာလို့ကိုယ်အကျိုးကိုသာလုပ်ပြီးတော့သူများအကျိုးကိုမလုပ်တဲ့ဘုရားဘာသာဝင်နဲ့ကိုကျိုးသူကျိုးနှမျိုးလုံးကိုလုပ်တဲ့ဘုရားဘာသာဝင်လို့တစ်ခါထပ်ပြီးတော့ခွဲရအဲ့တော့ဒါဘုရားဘာသာဝင်တွေလိုက်နာကျင့်သုံးရမယ့်အချက်တွေကိုဖော်ပြရရောက်တယ်ပေါ့နံပါတ်1ကဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်နံပါတ်1ကကိုယ်တဏ္ဍာမှာရှိရမယ့်အရေးချင်းတစ်ခုကဘာလဲဆိုရင်တတ္ထာဆိုတဲ့စကားလုံးကစာပေကျမ်းကမှဖွင့်တာယုံတယ်ဆိုတာဘာကိုယုံတာလဲလို့မေးမြတ်စွာဘုရားရဲ့အတိဉာဏ်ကိုယုံတာမြတ်စွာဘုရားရဲ့အတိဉာဏ်ကိုယုံကြည်ခြင်းအပြင်ဘာဖြစ်လဲမြတ်စွာဘုရားရဲ့အဆုံးအမကိုလက်ခံတယ်ဘုရားရဲ့အတိဉာဏ်ကိုယုံတဲ့အခါမှာဒီလိုအတိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မြတ်ဆုံးမထားတဲ့အဆုံးအမဟာလွဲမှားမရှိဘူးဒီတိုင်းလိုက်နာကျင့်သုံးရင်တို့တွေဟာကောင်းကျိုးချမ်းသာရမှာပဲဘုရားကမလုပ်ရဘူးဆိုတာကိုတို့လုပ်ရင်အပြည့်ဆိုးကျိုးတွေရမှာပဲလုပ်ရမယ်ဆိုတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ရင်တို့ကောင်းကျိုးချမ်းသာတွေရမှာပဲလို့ဒီလိုယုံကြည်တဲ့တတ္ထာဟာလမ်းမှန်ပေါ်ကိုရောက်စေတယ်ပေါ့ဒါကြောင့်မို့ကိုယ်တိုင်တရားတရားရှိအောင်ကြိုးစားကြရအောင်အဲ့ဒီတတ္ထာဆိုတဲ့ယုံကြည်မှုဟာအလွန်အရေးပါတဲ့ယုံကြည်မှုတစ်ခုဖြစ်တယ်ဘုရားဘာသာဝင်တိုင်းဟာတတ္ထာဆိုတာရှိရနောက်တစ်ခုပြောရမယ်ဆိုရင်တတ္ထာဆိုတာကုသိုလ်တရားတွေပေါ်မှာစိတ်ဝင်စားတာကိုလည်းတတ္ထာလို့ခေါ်တယ်စိတ်ကြည်နူးပြီးတော့ကောင်းတာတွေလုပ်ဖို့အတွက်စိတ်ထဲမှာကြည်နူးလာကြည်နူးသည့်အတွက်ကြောင့်တရားဆိုတဲ့တရားဖြစ်ပေါ်လာလို့ရှိရင်စိတ်အစဉ်ဟာကြည်လင်ပြီးတော့တရားနာဖို့တွေစိတ်ဝင်စားလာတယ်ကုသိုလ်ကောင်းမှုလုပ်ဖို့တွေစိတ်ဝင်စားလာတယ်ကမ္မထဘာဝနာအားထုတ်ဖို့တွေစိတ်ဝင်စားလာအဲ့ဒါတရားရဲ့စွမ်းဆောင်မှုတွေလို့ဒါကြောင့်မို့ဘုရားဘာသာဝင်ဖြစ်လာရင်ကိုယ်တိုင်ကတရားမရှိသေးရင်တရားရှိလာအောင်ကြိုးစားအားထုတ်ရမယ်အဲ့တော့ကိုယ်တိုင်တော့တရားရှိပါရဲ့မိမိရဲ့ပတ်ဝန်းကျင်မိမိနဲ့နီးစပ်တဲ့ဒီဆွေမျိုးမိတ်ဆွေငါတွေတရားရှိအောင်တိုက်တွန်းနှိုးဆော်ပြီးတော့မပေးဘူးဆိုရင်ကိုယ့်အတွက်သာလုပ်ပြီးသူများအတွက်မလုပ်ရရောက်တယ်အဲ့တော့တာဝန်ဝတ္တရားတစ်ခုအနေနဲ့ကိုယ်တိုင်လည်းတရားရှိတယ်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်မိတ်ဆွေတွေလည်းတရားနဲ့ပြည့်စုံအောင်တိုက်တွန်းနှိုးဆော်ပေးရမယ်အဲ့ဒါမှဘုရားဘာသာဝင်တယောက်ဟာ
ကိုယ်အကျိုးစီးပွားကိုလည်းလောက်ရရောက်တယ်သူများရဲ့အကျိုးစီးပွားကိုလည်းလောက်ရရောက်တယ်လို့ဒီလိုဆိုတာပေါ့နော်တောင်းဝတရားတစ်ခုအနေနဲ့မိမိကိုယ်တိုင်တရားတရားရှိုံနဲ့မပြီးသေးဘူးကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေတရားတရားရှိလာအောင်လည်းပဲတယောက်စားနှစ်ယောက်စားကအစတိုက်တွန်းနှိုးဆော်ပေးဖို့လိုအပ်တယ်လို့ဆိုတယ်နောက်တစ်ခုကဘာလို့ဆိုရင်မိမိကိုယ်တိုင်ကကိုချင်းသီလရှိတယ်ကိုချင်းသီလရှိအောင်အရင်လောက်အောင်ကိုယ်တိုင်ကိုချင်းသီလရှိပြီးတော့သူများကိုလည်းကိုချင်းသီလရှိအောင်တိုက်တွန်းနှိုးဆော်ပေးရဒါဗုဒ္ဓဘာသာဝင်တိုင်းလုပ်ရမယ်အလုပ်လို့ဒီလိုဆိုလို့ကိုချင်းသီလတွေကောင်းလာပြီဆိုတဲ့အခါနောက်ထပ်ဘာလုပ်ဖို့လိုလဲဆိုမိမိကိုယ်တိုင်ကလည်းဒီစွန့်လွတ်တတ်တဲ့စာခနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မိမိရဲ့ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေကိုလည်းတိုက်တွန်းနှိုးဆော်ပြီးတော့စာခနဲ့ပြည့်စုံအောင်ဒီဆောင်ရွက်လုပ်ကင်ပေးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ကိုယ်တိုင်ကလည်းလှူဒန်းတယ်သူများကိုလည်းလှူဖို့တိုက်တွန်းတယ်စာခဆိုတဲ့သဘောတရားဟာကိုယ်တယောက်တည်းသာသုံးတာမဟုတ်ဘူးအများအတွက်ဆိုတဲ့အမတန်မှကျယ်ပြန့်တဲ့စိတ်ဓာတ်မျိုးနော်မိမိရလာတဲ့ပစ္စည်းတစ်ခုကိုမိမိတယောက်တည်းမသုံးဘူးဥပမာမဲ့ကလေးသူငယ်များသည်ပင်လေကိုယ့်လက်ထဲမုတ်ကလေးရှိလို့ရှိရင်တငယ်ချင်းတွေနဲ့ခွဲဝေပြီးတော့စားတယ်မပြောသေးလေးတစ်လုံးရှိရင်လည်းတချိုးစီစားတယ်မုတ်ရှိရင်လည်းတစ်ချက်တစ်ဖက်စီစားတယ်ဆိုတာဒါစာကားကိုဆိုလိုတာပေါ့နော်ကိုယ်တယောက်တည်းမှစားမယ်ဆိုလို့ရှိရင်ကိုယ်တယောက်တည်းသာအသုံးပြုပြီးတော့တစ်ဖက်သားကိုမပေးဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်တစ်ဖက်သားကလည်းပဲမေတ္တာတက်ရောက်မှာမဟုတ်ဘူးကိုယ်ကလည်းသူ့ပေါ်မေတ္တာမတက်ရောက်ဘူးဆိုဆက်ဆံရေးတွေဟာကျဲသွားနိုင်တယ်ပေါ့ဒါကြောင့်မို့စာကားဟာsociety တစ်ခုမှာဆက်ဆံရေးကိုဖြစ်ပွားစေတတ်လို့မိမိကိုယ်တိုင်ရတဲ့ပစ္စည်းကိုကိုယ်တိုင်ကြီးပဲမသုံးမဲ့နဲ့အများနဲ့ခွဲဝေသုံးဆောင်ခြင်းဟာစာကားလို့ဆိုလို့အဲ့တော့ဗုဒ္ဓဘာသာဝင်နေဖြစ်လာပြီဆိုလို့ရှိရင်ကိုရထားတဲ့ပစ္စည်းကိုကိုယ့်အတွက်ကြီးပဲမသုံးမဲ့နဲ့မိဘတွေအတွက်သုံးမယ်မိတ်ဆွေသင်္ကားတွေအတွက်သုံးမယ်မိသားစုအတွက်သုံးမယ်ဒါနကောင်းမှုလုပ်မယ်ဆိုတဲ့ဒါမျိုးတွေနဲ့ဘုရားဘာသာဝင်တွေလှုပ်တဲ့တယ်ဒီလိုဆိုတာကိုယ်တိုင်သာစာကားနဲ့ပြည့်စုံရုံမကဘူးကြံတဲ့မိမိရဲ့ပတ်ဝန်းကျင်ကိုလည်းပဲစာကားနဲ့ပြည့်စုံအောင်တိုက်တွန်းနှိုးဆော်ဟောပြောပေးရမယ်တဲ့ဒါတစ်ခုနောက်တစ်ခုကတော့ဘုရားဘာသာဝင်တွေမှာအရေးကြီးတာဘာလို့ဆိုလို့ရှိရင်ယဟန်တန်ဃာတွေနဲ့ဆုံတွေ့ဖို့အရေးကြီးတယ်အခုကတန်ဃာတွေများနေတဲ့အချိန်မှာတော့သိပြီးတော့တန်ဖိုးမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်တန်ဃာမရှိတဲ့အရက်ရောက်သွားပြီဆိုမှတန်ဖိုးဟာပို့ပြီးတော့သိတာဥပမာနိုင်ငံခြားတိုင်းပြည်ရောက်သွားတဲ့အခါယဟန်တန်ဃာတွေမရှိဘူးဆိုတဲ့အခါကျတော့မှယဟန်တန်ဃာတွေရဲ့တန်ဖိုးကိုပိုသိတာပြည်တွင်းမှာရှိတဲ့အချိန်ကျတော့ယဟန်တန်ဃာတွေကလွယ်လွယ်ကူကူနဲ့တွေ့ရတဲ့အခါတန်ဖိုးမရှိတယ်လို့ဖြစ်တတ်တယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့တွေ့ဆုံရခြင်းရဲ့အကြောင်းကဘာလဲယဟန်တန်ဃာတွေစီကိုစိတ်ကကိုးကွယ်ခြင်းဖြင့်ဒါနကောင်းမှုတစ်ခုပြုလုပ်မိတယ်ထိုယဟန်တန်ဃာတွေစီကကြားရတဲ့တရားဓမ္မဘုံတုဒ္ဒတစ်ခုကြားရတယ်ဆိုတဲ့မွန်မြတ်တဲ့တန်ဖိုးရှိတဲ့အရာတွေရဖို့ရည်ရွယ်ချက်နဲ့ဗုဒ္ဓဘာသာဝင်တိုင်းဟာနံပါတ်1ဘာရှိရမလဲဆိုဘိက္ခုနံဒသနာကာမောတဲ့ဒီချက်ယဟန်တွေကိုတွေ့ခြင်းနဲ့စိတ်ဆန္ဒရှိရမယ်တဲ့ယဟန်တန်ဃာတွေနဲ့တွေ့ရမယ်ယဟန်တန်ဃာတွေစီကဘုရားဟောတဲ့အဆုံးအမတွေကိုကြားဖို့အတွက်ယဟန်တန်ဃာတွေနဲ့တွေ့ဆုံမှုရှိရတွေ့ဆုံခြင်းအားဖြင့်မိမိဖို့ပါနောက်ဆုံးပဲအ ਨੇ ဆုံးတမနာနိသဒသနာယဟန်တန်ဃာကိုဖူးတွေ့ရခြင်းဆိုတဲ့မင်္ဂလာတစ်ပါးကုတ္တနမမင်္ဂလာကုသိုလ်ဖြစ်သွားအဲ့ဒါကြောင့်မို့လို့ယဟန်တွေကိုတွေ့ကျင်တယ်ဆိုတဲ့ဖူးမြင်ခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ကိုမိမိကိုယ်တိုင်လည်းပဲပြည့်စုံအောင်လုပ်ရမယ်မိမိရဲ့ပတ်ဝန်းကျင်ကိုလည်းပဲယဟန်တန်ဃာတွေနဲ့တွေ့ဆုံဖို့ကျောင်းတွေခေါ်သွားတာတို့ဘုန်းကြီးယဟန်တွေနဲ့တွေ့ဖို့ကြိုးစားတာတို့လုပ်ရမယ်လို့ဒီလိုဆိုလို့ဟောနောက်တစ်ခုကဘာလို့ဆိုရင်ယဟန်တန်ဃာတွေနဲ့တွေ့ဆုံရုံနဲ့မပြီးသေးဘူးနောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုရင်တတ္ထမံသောတုခမောဘုရားဘာသာဝင်တယောက်သည်သူတော်ကောင်းတရားကိုကြားနာခြင်းနဲ့စိတ်အမြဲတမ်းမွေးမြူထားရမယ်
တရားဓမ္မဆိုတာမနာရလို့ရှိရင်အတ္တဝနတဓမ္မတပရိဟာယန္တိဆိုရုံနဲ့နာမှုတွေဖြစ်တယ်မကြားရရင်တရားတရားဆိုတာလည်းမဖြစ်ဘူးတခြားကုသိုလ်တွေလည်းဖြစ်ဖို့ခက်သွားဒါကြောင့်မို့တရားနာလိုက်တဲ့အခါမှာတရားတရားတွေလည်းတက်လာတယ်အသိဉာဏ်တွေလည်းရလာတယ်စိတ်ဓာတ်တွေလည်းကြည်လင်းလာတယ်အေးမြလာတယ်အားတက်လာကောင်းတဲ့ဘက်အတွက်အများကြီးအကျိုးဖြစ်ထွန်းတယ်ဒါကြောင့်မို့လို့ဘုရားဘာသာဝင်ပုဂ္ဂိုလ်တယောက်ဟာတတ္တမံသောတုကံမောသူတော်ကောင်းတရားကိုကြားနာလို့တဲ့စိတ်ဆန္ဒအမြဲတမ်းရှိရမယ်မိမိကိုယ်တိုင်နဲ့ဒီဆန္ဒရှိရမှာမဟုတ်ဘူးသူတော်ဘာကိုလည်းဒီဆန္ဒရှိအောင်တိုက်တွန်းနှိုးဆော်ပြီးတော့ပေးရမယ်နောက်တစ်ခုကဘာလို့ဆိုရင်တရားဆိုတာကြားနာပြီးုံနဲ့မေ့ပြောက်လိုက်ရမှာမဟုတ်ဘူးဒါကြောင့်မို့လို့တုတ္တနံဓမ္မနံဓာရဏစာတိကောဘုရားဘာသာဝင်တယောက်ဒီကြားနာထားတဲ့တရားတွေကိုမှတ်ထားဖို့လိုအပ်တယ်ရှင်တဲ့နှလုံးထဲမှာဆွဲဆွဲမြဲမြဲမှတ်ထားအဲ့ဒါလို့ရင်တဲ့နှလုံးထဲမှာဆွဲဆွဲမြဲမြဲမှတ်ထားခြင်းဟာတန်ဖိုးကိုတိုးတက်စေတယ်မှတ်ထားခြင်းအပြင်မိမိအတွက်ဒီစဉ်းစားဉာဏ်တွေကိုဖြစ်ပေါ်စေတယ်ဒါကြောင့်မို့ဟောထားတဲ့တရားတွေဘယ်တရားပဲဖြစ်ဖြစ်ကြားနာထားတဲ့တရားတွေမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနာယူပြီးတော့မှတ်သားထားရမယ်ကိုယ်တိုင်သာမှတ်သားရုံနဲ့မဟုတ်ဘူးတစ်ဖက်သားတွေကိုလည်းမှတ်သားထားဖို့အတွက်တိုက်တွန်းနှိုးဆော်ပြီးတော့ပေးရမယ်ဟောတာဘုရားဘာသာဝင်တွေလိုက်နာရမယ်ဒီတာဝန်ဝတ္တရားတွေပဲဖြစ်တယ်ပေါ့ဒါဖြင့်မှတ်သားထားရုံနဲ့ပြီးလာလို့ဆိုမပြီးသေးဘူးနောက်တစ်ဆင့်ဘာလုပ်ရမလဲဓာတနာဓမ္မနာအထုပပရိခိတာဘုရားဘာသာဝင်တယောက်ဒီကြားနာထားတဲ့တရားဓမ္မရဲ့အ내ဒိဗ္ဗေကိုဆင်ញင်စဉ်းစားတတ်ဖို့လိုအပ်တယ်လိုက်နာရမယ့်တရားရှောင်ရမယ့်တရားဆောင်ရမယ့်တရားအလေးနဲ့ထားပြီးတော့မှတ်သားထားတဲ့အတိုင်းစဉ်းစားဖို့လိုအပ်တယ်အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားရမယ်အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားခြင်းဟာရှောင်ရံဆောင်ရံကိုပို့ပြီးတော့ဖြစ်ပေါ်စေတယ်ပေါ့ဒါကြောင့်မို့လို့မှတ်သားနိုင်ယူထားတဲ့တရားတွေကိုပြန်လည်ဆင်ញင်စဉ်းစားဖို့အရေးကြီးတယ်မိမိကိုယ်တိုင်လည်းဆင်ញင်စဉ်းစားရမယ်သူတစ်ပါးကိုလည်းဆင်ញင်စဉ်းစားအောင်ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းတိုက်တွန်းနှိုးဆော်ပြီးတော့ပေးရမယ်ဒါတွေပြီးလာလို့ဆိုမပြီးဘူးဆင်ញင်စဉ်းစားတဲ့အခါဘာဖြစ်လဲအတိညာရလာအထာပညာယအ내ကိုသိလာတယ်အထံအ내ကိုအညာယသိ၍ဓမ္မစကလုံးကိုအညာယသိ၍ဓမ္မာနုဓမ္မပฏิပန္နောလောကုတ္တရာတရားနဲ့သင့်လျော်တဲ့ကျင့်တရားတွေကိုကျင့်ဖြစ်လာလိုက်နာကျင့်သုံးမှုဟာအဓိကပိုကြလာကိုကြားနာထားတဲ့တရားတွေကိုမှတ်ထားတယ်မှတ်ထားပြီးအ내ဒိဗ္ဗေကိုဆင်ញင်စဉ်းစားတယ်အ내ဒိဗ္ဗေသိပြီးတဲ့အခါအဲ့ဒီအတိုင်းလိုက်နာကျင့်သုံးတယ်ဓမ္မာနုဓမ္မပฏิပန္နဓမ္မဆိုတာဓမ္မဆိုတဲ့တရားဟာဓမ္မန္တရဏံကိစ္ဆာမိမှာဆိုတော့ကဓမ္မပဲအဲ့ဒီဓမ္မဟာဘာတွေကိုစွမ်းဆောင်တာတုံးလို့ဆိုရင်စတုတုအပါယေတုအပ္ပတမာနေကတ္တဝါဓာရိတိတိဓမ္မောလို့ဆိုတဲ့အတိုင်းပဲဒီဓမ္မဟာကိုယ်အပယ်မကျအောင်ဆောင်ရွက်ထားလို့သို့မဟုတ်ဒုက္ခမရောက်အောင်ဆွမ်းဆောင်ထားလို့ဓမ္မလို့ခေါ်တာဒီအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်အပယ်ပုံကလွတ်တယ်ဒီအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဒုက္ခမရောက်ဘူးလို့ဆိုလို့ဘယ်သူကကဲတင်တာတော့ဆိုရင်ဓမ္မကကဲတင်ထားတာအဲ့ဒီဓမ္မနဲ့သင်လျော်တဲ့အကျင့်တရားတွေကိုကျင့်ရမယ်လို့ဒီလိုပြောတာအဲ့ဒါအနုဓမ္မဆိုတာဘာလဲသီလကျင့်တာသမာဓိခန္ဓာကိုယ်စိတ်ထဲမှာတည်ငြိမ်လာအောင်ကြိုးစားတာသမာဓိရအောင်ကြိုးစားတာပညာရလာအောင်ကြိုးစားတာသီလသမာဓိပညာဆိုတဲ့ကိုယ်ကျင့်တရားတွေကိုယ်တဏ္ဍာမှာမြင့်တင်ပြီးတော့ကြိုးစားအားထုတ်တာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်တာအဲ့ဒါကိုဓမ္မနုဓမ္မပฏิပန္နာလို့ခေါ်တယ်ဒါဟာတော့ဗုဒ္ဓဘာသာနဲ့အဆင့်အမြင့်ဆုံးဒီထိအောင်သွားတယ်ပေါ့ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင်လိုက်နိုင်ရမယ့်တာဝန်ဝတ္တရားတွေကပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်တရားတရားနဲ့ပြည့်စုံအောင်လုပ်ရမယ်သီလနဲ့ပြည့်စုံအောင်လုပ်ရမယ်စာကဆိုတဲ့စွန့်လွတ်မှုနဲ့ပြည့်စုံအောင်လုပ်ရမယ်ယဟန်တော်တွေကိုမပြတ်ဖူးတွေ့ရမယ်တရားဓမ္မကိုမပြတ်ကြားနာပြီးတော့ပေးရမယ်ကြားနာထားတဲ့တရားတွေကိုဒီ
မှတ်သားနာယူမှတ်သားထားရမယ်ဆောင်မှတ်သားထားရမယ်မမိတ်မပြောက်အောင်ရင်နဲ့နှလုံးထဲမှာထိမ့်သိမ့်ထားရမယ်ကြားနာထားတဲ့တရားတွေရဲ့အ내အဓိပ္ပာယ်ကိုဆင်ញင်စဉ်းစားရမယ်အ내အဓိပ္ပာယ်ကိုသိပြီးတဲ့အခါမှာလိုက်နာကျင့်သုံးမှုပြုရမယ်လို့ဆိုအချက်၈ချက်အားလုံးအဲ့ဒါဟာဘုရားဘာသာဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းလိုက်နာဆောင်ရွက်ရမယ်တောင်းဝတရားများတာဖြစ်တယ်လို့ဟောဒီဇီဝကရဲ့မေခွန်းအတိုင်းဘုရားမြတ်စွာကဆရာဇီဝကကြီးကိုဖြေတဲ့ဒီတုတ်တန်အတိုင်းပဲမှတ်သားနိုင်ယူထားကြပြီးတော့ဘုန်းကြီးတို့တွေဘုရားဘာသာဝင်သူတော်စင်တွေဖြစ်သည့်အားလျော်စွာဘုရားဘာသာခေါင်းတရားဖြစ်အောင်နံပါတ်1ကိုချင်းသီလနဲ့ပြည့်စုံအောင်ကြိုးစားရမယ်ကြိုးစားပြီးကိုကျိုးသူကျိုးနှမျိုးလုံးရှိအောင်မိမိကိုယ်တိုင်လည်းသီလနဲ့တရားနဲ့ပြည့်စုံအောင်ကြိုးစားသူတစ်ပါးကိုလည်းတရားနဲ့ပြည့်စုံအောင်တိုက်တွန်းနှိုးဆော်မိမိကိုယ်တိုင်လည်းသီလနဲ့ပြည့်စုံအောင်ကြိုးစားသူများကိုလည်းသီလနဲ့ပြည့်စုံအောင်ဟောပြောပေးမိမိကိုယ်တိုင်လည်းစာကားနဲ့ပြည့်စုံအောင်ကြိုးစားသူတစ်ပါးကိုလည်းစာကားနဲ့ပြည့်စုံအောင်တိုက်တွန်းနှိုးဆော်ပေးမိမိကိုယ်တိုင်လည်းယဟန်တန်ဃာတွေနဲ့မကြာခဏဖူးမြော်တွေ့ဆုံကိုမိတ်ဆွေများကိုလည်းကျောင်းတွေခေါ်သွားပြီးတော့ယဟန်တန်ဃာတွေနဲ့တွေ့ဆုံစေရမယ်မိမိကိုယ်တိုင်လည်းသူတော်ကောင်းတရားကိုကြားနာရမယ်သူများကိုလည်းသူတော်ကောင်းတရားကြားနာဖို့အတွက်တိုက်တွန်းနှိုးဆော်ပေးရမယ်မိမိကိုယ်တိုင်လည်းကြားနာထားတဲ့တရားတွေကိုမှတ်သားထားရမယ်သူတော်အားတွေကိုလည်းမှတ်သားအောင်တိုက်တွန်းနှိုးဆော်ပေးရမှတ်သားထားတဲ့တရားတွေကိုမိမိကိုယ်တိုင်အ내ဒိဋ္ဌိကိုဆင်ញင်စဉ်းစားတာသူတော်ဘာတွေကိုလည်းဆင်ញင်စဉ်းစားတတ်အောင်ပြောပြပေးရမယ်ဆင်ញင်စဉ်းစားလို့သိတဲ့အတိုင်းတရားဓမ္မနဲ့ကိုက်ညီတဲ့အကျင့်သိက္ခာတွေကိုကိုယ်တိုင်လက်တွေ့ကျင့်သုံးလိုက်နိုင်ရမယ်ဆိုတဲ့ဒီအချက်၈ချက်အတိုင်းဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်ဆောင်ရွက်လုပ်ကိုင်မှဘုရားဘာသာတွေဟာပြည်ပြင်းသောဘုရားဘာသာကောင်းတစ်ယောက်ဖြစ်မှဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ဘုရားဘာသာဝင်ဖြစ်သည့်အားလျော်စွာကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တော်ကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်းပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗေပူဇာညစ်နောက်ကိလေသာအစရတောက်ဟူသမျှတို့သည်သဗ္ဗဝတ္တပိဋ္ဌာဘက်တွင်ရေမတင်တကဲ့သို့ကင်းစင်တွင်ပြောင်းပေမြောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သောတိတိပေါင်းကိလေသာဟုပုခတ်သိကင်းငြိမ်းရာအဖြစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း